သူကဘာပြောတာလဲမမြောက်ခေါ်တားခေါ်တယ်ဒီအဖေးမခေါ်တားခေါ်တယ်တာရေရခရေ တားခေါ်တော့မကြောက်တာဒီပတိမိုးကျွန်တော်ဖေးမဟုတ်ဘူးသူကရုပ်တူတယ်ပြောလို့ဘာမှမတူ အဖေနဲ့တူတာဟောကဖေတူသားပဲဟာသူကရုပ်ချင်းလည်းတူတယ်ပြောတာဟုတ် ဘာမှမတူဘူးဒီကျွန်တော်တူတာဟုတ်တော့ရုပ်ချင်းတူအဲ့ဒါမိုးရီကတူတယ်တူတယ်ပြောတာအေးဒီမဟုတ်ပါဘူးကွာဒီကောင်သူ့မှာပြေရှိလို့မိုးရီကိုမဟုတ်ကဟုတ်ကလာရွတ်ဒီကောင်သူ့ဖေရှိတဲ့ဥစ္စာမိုးရီကသူ့ကိုတားလို့ခေါ်လို့မိုးရီကနေဒီကောင်အိမ်သားမှာဝင်ပုံးနေတယ်ဟုတ်စာချုပ်စာတမ်းနဲ့ပေးထားတာယူထားတာဆိုသူကဒီမတူကန်လာအသိမဟုတ်လားဟုတ်လားဒီမတူတော့တာအတူကြီးလားစာချုပ်တူနဲ့သူ့သားဆိုကြီးလာလောက်တာပေါ့ငါဦးလေးတို့မတော်ပါဘူး